မလေးရှားနိုင်ငံမှာကျင်းပမဲ့ချင်းဒုက္ခသည်ကော်မတီ CRC ရဲ့25နှစ်ပြည့်ငွေရတုအခမ်းအနားကိုအကြမ်းဖက်စစ်အာဏာရှင်စန့်ကျင်ရေးမှာပါဝင်နေတဲ့နာမည်ကျော်အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ချင်းလူမျိုး UFC Flyweight ကမ္ဘာချန်ပီယံဂျိုရှူအာဘန်တို့တက်ရောက်လာမယ်လို့ချင်းဒုက္ခသည်ကော်မတီတာဝန်ရှိသူတွေထံကသတင်းရရှိပါတယ်။အဲ့ဒီအခမ်းအနားကိုတော့မေလ29ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပသွားမှာဖြစ်ပြီးချင်း Refugee ကော်မတီရဲ့ငွေရတု25နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြုလုပ်တာဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားကိုချင်းလူမျိုးတွေရဲ့ဂုဏ်ဆောင် UFC ချန်ပီယံဂျိုရှူအာဘန်ကိုအထူးဧည့်သည်အဖြစ်ဖိတ်ကြားထားသလိုနိုင်ငံကျော်ဆိုတော်ဖြူဖြူကျော်သိန်းကိုလည်းဧည့်သည်ဆိုတော်ဖြစ်ဖိတ်ကြားထားပါတယ်။ CRC တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရအခမ်းအနားကိုမနက်9:00 နာရီကနေည7:00 နာရီထိကျင်းပသွားမှာဖြစ်ပြီးဝင်ခွင့်လက်မှတ်ရောင်းချမှာမဟုတ်ဘဲဤသူမဆိုတက်ရောက်နိုင်တယ်လို့ပြောပါတယ်။ဖျော်ဖြေရေးစီစဉ်တွေကိုတော့ညနေ6:00 နာရီကစတင်ကျင်းပသွားမှာဖြစ်ပြီး UNHCR ကိုယ်စားလှယ်တွေပါတက်ရောက်ဖို့ရှိပါတယ်။ CRC ရဲ့ငွေရတုအခမ်းအနားအတွင်းအမှတ်တရစကားပြောကြားမှုတွေဖျော်ဖြေရေးအစီအစဉ်တွေမြန်မာပြည်သက်တွေနဲ့တွေ့ဆုံမှုတွေကိုလည်းထည့်သွင်းကျင်းပသွားမယ်လို့သတင်းရရှိပါရခင်ဗျာ။